တော်ရရှိများလုံးပဲမင်္ဂလာပါခင်ဗျာကိုရောင်ရဲ့ podcast ကနေပြန်လည်ကြိုဆိုပါတယ်ကျောင်းဆိုတာကကလေးတွေအတွက်လုံခြုံစိတ်ချစွာပညာသင်ယူရာတငယ်ချင်းတွေနဲ့တူပျော်ပျော်ရွှင်ရွှင်ကြီးပြည့်ရမယ့်နေရာတစ်ခုဖြစ်တဲ့ပါတယ်ဒါပေမဲ့ဒီအပိုင်းတွင်းမှာပဲထိုင်းနိုင်ငံကကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ဝမ်းနည်းပွဲရာအဖြစ်ပျက်ကတော့ကျောင်းဆိုတာတကယ်ပဲလုံခြုံရဲ့လားဆိုတဲ့မိကုန်းကိုတောင်တန်တရားဖြစ်เสียဖြစ်လာခဲ့ပါတယ်ဒါကြောင့်ဒီနေ့ရဲ့ podcast အစီအစဉ်မှာထိုင်းနိုင်ငံရဲ့ကျောင်းတွင်းပညာရေးစနစ်တွေကလေးတွေကြုံတွေ့နေရတဲ့ bullying လို့ခေါ်တဲ့အနိုင်ကျင့်မှုပြဿနာတွေစိတ်ပိုင်းဆိုင်ရာစိတ်ကျန်းမာရေးနဲ့ပတ်သက်တာတွေနောက်တစ်ခါထိုင်းနိုင်ငံရဲ့တနက်ကိုင်ဆောင်ခွင့်ဆိုင်ရာအခြေအနေတွေနဲ့မိဘတွေဆရာဆရာမတွေကရောဒီလိုဝမ်းနည်းစရာအဖြစ်ဆိုးတွေမဖြစ်ရအောင်ဘယ်လိုကာကွယ်တားဆီးနိုင်ကြမလဲဆိုတာတွေကိုဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့လက်တလုံးပြစ်ခတ်မှုဖြစ်စဉ်နဲ့ပဲစလိုက်ချင်ပါတယ်အသက်14နှစ်အရွယ်သာရှိသေးတဲ့နဝမာရန်ကျောင်းသားလေးဖတ်ချရာရင်ရောင်ဟာကျောင်းမလာခင်မနေ့ပိုင်းမှာသူ့ရဲ့အဖိုးအဖွား2ဦးကိုအိမ်မာတင်တနက်နဲ့ဦးခေါင်းကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်ပြီးတော့ကျောင်းကိုသူ့ရဲ့အဖိုးပိုင်နဲ့တရားဝင်တနက်ကိုယူဆောင်လာပြီးတော့စာသင်ခန်းတွေထဲကဆရာဆရာမတွေကျောင်းဝန်ထမ်းတွေကိုစတင်ပြစ်ခတ်ခဲ့ပါတယ်ဒီဖြစ်ရဆိုးကြောင့်ဆရာဆရာမနဲ့စီမံခန့်ခွဲသူ9ဦးဟာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့အသက်12နှစ်အရွယ်တတ္တမရန်ကျောင်းသူလေးတူဟာလည်းနောက်တစ်နေ့ဆေးရုံမှာကွယ်လွန်သွားခဲ့ရပါတယ်စုစုပေါင်းအပြစ်မဲ့သူ10ဦးအထိအသက်ဆုံးရှုံးခဲ့ရပြီးတော့တိုက်ခိုက်သူကျောင်းသားလေးဟာလည်းသူ့ကိုယ်သူတနက်နဲ့ပြစ်ခတ်ပြီးတော့အဆုံးစီရင်သွားခဲ့တာပါရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးချက်တွေအရ report တွေကအများကြီးထွက်နေပြီးတော့ဒီတိုက်ခိုက်ခံရတဲ့ကျောင်းသားလေးဟာတခြားကျောင်းသားတွေရဲ့အပြင်းထန်ရိုက်နှက်စော်ကားတာခံရတာတို့အခင်းမဖြစ်ပွားမီတရက်အလိုမှာလဲတခြားကျောင်းသားတွေကပိတ်လောင်ပြီးတော့ရေချိုးခန်းထဲမှာထားတယ်ဆိုတဲ့သတင်းတွေလည်းအများကြီးထွက်ခဲ့ပါတယ်ဒါပေမဲ့ဒီဟာတွေကတော့အသေးစိတ်အတိအကျသိရတဲ့အရာတွေမဟုတ်သေးသလိုယခုချိန်ထိလဲစုံစမ်းစစ်ဆေးရေးတွေရဲ့ပြောဆိုချက်တွေကအတိအကျမဟုတ်သေးပါဘူးဒါကြောင့်မို့လို့ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးတော့အသေးစိတ်တော့ထပ်ပြီးတော့မပြောတော့ပါဘူးဒီဖြစ်ရက်ကိုဖြစ်ပွားစေနိုင်ခဲ့တဲ့တခြားသောအချက်လက်တွေနဲ့ပဲစပြီးတော့ဆွေးနွေးခြင်းပါတယ်ပထမဆုံးကတော့ထိုင်းစာသင်ကျောင်းတွေရဲ့ပညာရေးစနစ်နဲ့ပတ်ဝန်းကျင်ကျောင်းကိုနည်းနည်းကြည့်ရအောင်ပါထိုင်းနိုင်ငံရဲ့ပညာရေးစနစ်ဟာကလေးတယောက်ရဲ့စီကံပြိုးထောင်မှုတွေကိုအရန်ဦးစားပေးပါတယ်ယူနီဖောင်းဝတ်ဆင်တာသပင်ပုံစံအယိုသေးပေးတာစတဲ့စီးမြင့်တွေကိုအလေးထားတာတွေ့ရပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းစာမေးပွဲရလဒ်နဲ့ထိပ်တန်းကျောင်းတွေကိုတက်ရောက်နိုင်မှုအပြိုင်အဆိုင်အလွန်ကြီးမားတဲ့စနစ်တစ်ခုလို့လည်းပြောကြပါတယ်ဒီလိုအပြိုင်ဆိုင်များပြီးစီကံတင်းကျပ်တဲ့ပတ်ဝန်းကျင်မှာကလေးတွေရဲ့စိတ်သက်ဖိအားကမြင့်မားနေတတ်ပါတယ်ဒါ့အပြင်ထိုင်းပညာရေးစနစ်ထဲမှာကလေးတွေရဲ့စိတ်ကျန်းမာရေး mental health ကိုစနစ်တကျစောင့်ရှောက်ပေးနိုင်မဲ့ counseling အကြံပေးစနစ်တွေစီစစ်စောင့်ကြည့်မှုတွေဟာကျောင်းအများစုမှာလိုအပ်ချက်တွေရှိနေစေဖြစ်နေတာကိုတွေ့ရပါတယ်။ DPR တွေဟာနောက်ဆက်တွဲ bullying လို့ခေါ်တဲ့အနိုင်ကျင့်မှုပြဿနာတွေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းတွေဖြစ်လာတယ်လို့ထောက်ပြကြပါတယ်။ကဲဒါဆိုရင် bullying ဆိုတာဘာလဲလို့ရှင်းရှင်းလင်းလင်းသတ်မှတ်ကြည့်ရအောင်ပါ။ bullying ဆိုတာကတော့အင်အားနဲ့ဒါမှမဟုတ်အခွင့်အာဏာမမျှတမှုကိုအသုံးချပြီးတော့တခြားသူတို့ကိုထက်ခါစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအရာနာကျင်အောင်လုပ်တာဒါမှမဟုတ်အတိမတ်မပြုတ်ဘဲနဲ့နှိမ်ချအောင်ပြုလုပ်တဲ့အပြုမှုမှန်သမျှကိုခေါ်တာပါဘူးလီရင်လို့ပြောလိုက်ရင်အဓိကအကျုံးဝင်တဲ့အမျိုးအစား၄မျိုးရှိပါတယ်နံပါတ်1ချက်ကတော့ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု physical bullying ဖြစ်ပါတယ်ဒါကတော့ရှင်းပါတယ်ရိုက်နှက်တာတွန်းထိုးတာကန်တာအသုံးဆောင်ပစ္စည်းတွေကိုဖျက်ဆီးပစ်တာပါနောက်တစ်ခုကတော့နှုတ်နဲ့အနိုင်ကျင့်မှု verbal bullying လို့ခေါ်ပါတယ်နှုတ်နဲ့အနိုင်ကျင့်တယ်ဆိုတဲ့အတွက်လှောင်ပြောင်မယ်နာမည်ပြောင်ခေါ်မယ်တခြားသူမကြိုက်တဲ့သူဆက်ထိမခံဖြစ်တဲ့နာမည်မျိုးတွေကိုခေါ်တာနောက်မိဘဒါမှမဟုတ်မိသားစုကိုစော်ကားပြောဆိုတာခန္ဓာကိုယ်အချိုးအစားသူ့ရဲ့လူနေမှုအခြေအနေကိုလှောင်ပြောင်တာ body shaming လုပ်တာဒါတွေပဝင်ပါတယ်နောက်တစ်ခုကတော့လူမှုရေးဒါမှမဟုတ်ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့အနိုင်ကျင့်မှုပါ social relational bullying မှာအုပ်စုဖွဲ့ပြီးတော့ဒီတယောက်ကိုဝိုင်းပယ်ထားတာမျိုးအတင်းဖြင်းပြောပြီးတော့မဟုတ်မမှန်နာမည်ဖြတ်တာ
ကောလာဟာလတွေလွှင့်ထုတ်ပြီးတော့လူအတိုင်းဝိုင်းကနေဖယ်ကျင်ထားတဲ့သဘောမျိုးတွေပါနောက်ဆုံးတစ်ခုကတော့ cyber အနိုင်ကျင့်မှု cyber bullying ဖြစ်ပါတယ်အခုချိန်မှာအင်တာနက်ကနေရာတိုင်းမှာလူရနေတဲ့အတွက်လူမှုကွန်ရက်ပေါ်မှာမဟုတ်မမှန်သတင်းတွေဖြန့်ပြီးတော့အချက်ရစေမဲ့ဓာတ်ပုံတွေဗီဒီယိုတွေဖန်တီးပြီးတော့ဖြစ်စေခိုးပြီးတော့ရိုက်ထားတဲ့ဗီဒီယိုတွေဖြစ်စေဒါတွေတင်ပြီးတော့ချင်းချောက်တာမက်ဆေ့နဲ့အနိုင်ကျင့်စော်ကားတဲ့မက်ဆေ့တွေပေးပို့တာချင်းချောက်တဲ့မက်ဆေ့တွေပေးပို့တာဒါတွေအားလုံးဟာ bullying လို့ခေါ်တဲ့အမျိုးအစားထဲမှာအကျုံးဝင်နေပါတယ်ကဲဒီတော့ထိုင်းမှာကလေးတွေကဘယ်လို bullying အလုပ်ခံနေရသလဲပေါ့ဒီနေရာမှာမကြသေးမီကထွက်ရှိထားတဲ့ National Thailand Report ရဲ့ကိန်းဂဏန်းအချက်လက်တွေကိုဘန်ကောက်ပို့စ်သတင်းစာကနေအခုလိုမျိုးဖော်ပြထားပါတယ်ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့ပြီးခဲ့တဲ့နှစ်စေတနာဝန်ထမ်းစမ်းစစ်ချက်တွေအရအသက်9နှစ်ကနေ25နှစ်ကြားလူငယ် 41,944 ဦးကိုမေးမြန်းခဲ့ရမှာ65%ကျော်ဟာအနည်းဆုံးတစ်ကြိမ်ဒါမှမဟုတ်ဒီဓမ္မကဘူလီလောက်ခံရတယ်လို့ဝန်ခံထားပါတယ်အဲ့ဒီတဲက80%ကျော်ဟာကျောင်းတွင်းမှာပဲဖြစ်ပွားခဲ့တာဖြစ်ပြီးတော့90%ကျော်ကတော့ပြုလုပ်သူတွေဟာတငယ်ချင်းတွေဒါမှမဟုတ်ကျောင်းနေဘက်တွေဖြစ်တယ်လို့ပြောကြပါတယ်စမ်းစစ်ချက်တွေရဆိုရင်ထိုင်းကလေးတွေအဓိကကြုံရတဲ့ဘူလီပုံစံ5မျိုးကမိဘဒါမှမဟုတ်ရင်မိသားစုနာမည်တွေကိုအသုံးပြုပြီးတော့လှောင်ပြောင်တာက40%ရုပ်ရည်ကိုခန္ဓာနဲ့အကျင့်စရိုက်တွေကိုဝေဖန်လှောင်ပြောင်တာမျိုးက39%ကျော်ရိုက်နှက်တွန်းထိုးကန်ကြောက်ပြီးတော့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေလုပ်တာက28%တပားသူကိုတိမ်ငယ်စေဖို့နှိမ့်ချစော်ကားတာက26%လို့ပြောပါတယ်ဒါအပြင်ဒီကလေးတွေရဲ့60%ကျော်ဟာအရှက်ရတာ50%ကျော်ကဒေါသထွက်ပြီးတော့လက်စားချေခြင်းစိတ်ဖြစ်ပေါ်တာနဲ့နောက်50%ကျော်ကလည်းစိတ်သက်ကြဆင်းတာတွေကိုခံစားရတယ်လို့ဆိုပါတယ်ကဲဒီတော့ကလေးတွေဟာဘာကြောင့်ဘူလီလုပ်ကြတာလဲဘူလီလုပ်တဲ့ကလေးအများစုကိုကြည့်လိုက်ရင်မိသားစုတွင်းမှာမပြေစုံတာနော်အကြမ်းဖက်မှုတွေကြုံတွေ့နေရတာစိတ်ဖိအားများနေတာကိုယုံကြည်မှုမရှိဘဲနဲ့တခြားသူကိုနှိမ်ချလိုက်တော့မှကိုအားသာရတယ်လို့ထင်မှတ်တဲ့လူတွေဒါမှမဟုတ်တငယ်ချင်းအုပ်စုတွေရဲ့ကိုယ့်အပေါ်မှာအလေးထားမှုကိုလိုလားသူတွေဖြစ်လေရှိကြတယ်လို့ဆိုပါတယ်ဒီတော့အခုလိုမျိုးထိုင်းကျောင်းနေမှာဘူလီဖြစ်ရက်တွေဘာလို့ကြီးမားကျယ်ပြန့်နေရတာလဲယဉ်ကျေးမှုနောက်ခံတွေကိုလေ့လာကြည့်လိုက်ရင်လည်းအံ့ဩစရာအချက်တွေကိုတွေ့ရပါတယ်ထိုင်းလူဖွဲ့စည်းမှာအနိုင်ကျင့်စော်ကားမှုတွေကိုတာမန်စနောက်တာ greedy and jokey ဖြစ်သတ်မှတ်ပြီးတော့ပေါ့တန်သဘောထားလေးရှိတယ်လို့ဆိုပါတယ်။အော်ကလေးချင်းစနောက်ကြတာဘာဖြစ်လဲဆိုပြီးလူကြီးတွေကလစ်လျူရှုထားကြပါတယ်။ပြီးတော့လူကြီးတွေကိုယ်တိုင်ကကလေးတွေကိုရိုက်နှက်ဆုံးမာတာကြမ်းတမ်းတဲ့ဘာသာစကားတွေနဲ့ဆဲဆိုတာတွေကိုပုံမှန်ကိစ္စရဲ့တစ်ခုလို့သဘောထားနေကြတဲ့အတွက်ကလေးတွေဟာအဲ့ဒီအကြမ်းဖက်ယဉ်ကျေးမှုကိုမသိစိတ်တွင်းကနေစုပ်ယူတုပလာကြတယ်လို့ပြောကြပါတယ်။နောက်တစ်ခုကတော့ထိုင်းယဉ်ကျေးမှုရဲ့အခြေခံတစ်ခုဖြစ်တဲ့အကြီးငယ်စနစ် seniority system ဖြစ်ပါတယ်။စာသင်ကျောင်းတွေမှာ senior ကျောင်းသားတွေက junior ကျောင်းသားငယ်တွေပေါ်ကိုထိလက်ရောက်ဒါမှမဟုတ်လို့ရှိရင်နှုတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပြုလုပ်ပြီးတော့စီကံထိမ့်သိမ်းနေဆိုတဲ့ခေါင်းစဉ်အောက်မှာအနိုင်ကျင့်တာတွေကိုယဉ်ကျေးမှုအစဉ်အလာတစ်ခုလို့ခွင့်ပြုထားကြတယ်လို့ဖော်ပြပါတယ်။ဆရာမတွေကိုယ်တိုင်ကလည်းလုံလောက်တဲ့အသိပညာအထက်အောက်အာဏာစနစ်တွေကြောင့်ဒီအနိုင်ကျင့်မှုတွေကိုထိထိရောက်ရောက်ဝင်ရောက်တားဆီးဖို့ဝင်လေးနေကြပါတယ်။ senior ဆရာတွေရဲ့အနိုင်ကျင့်စကားတွေကို junior ဆရာတွေကဝင်မတားရဲသလိုဆရာတွေရဲ့အနိုင်ကျင့်မှုကိုမြင်တွေ့ရတဲ့ကျောင်းသားတွေဟာလည်းအကြမ်းဖက်မှုကိုတာမန်ပုံစံတစ်ခုလို့မှတ်ယူကျင့်သုံးကြတယ်လို့လေ့လာတွေ့ရှိချက်တွေကဖော်ပြကြပါတယ်။ခုနကပြောပြခဲ့သလိုပဲကျောင်းတွေမှာ54%ကျော်ဟာဘူလီလောက်ခံရတဲ့ကလေးတွေရဲ့လက်စားခြေကျင်စိတ်ခံစားလာရတယ်လို့ဆိုထားပါတယ်။ဒီနေရာမှာအင်မတန်အန္တရာယ်ကြီးတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့လက်နက်ဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာဒေသတွင်းမှာလက်နက်အများဆုံးရှိတဲ့နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။ Associated Press report တွေအရထိုင်းနိုင်ငံဟာအာရှမှာပါကစ္စတန်ပြီးရင်တနက်ပိုင်ဆိုင်မှုအမြင့်မားဆုံးနိုင်ငံတွေထဲမှာပါဝင်ပြီးတော့အရှေ့တောင်အာရှအာဆီယံမှာဆိုရင်တော့တရားဝင်ရောတရားမဝင်တနက်ပိုင်ဆိုင်မှုစီးရင်မှာအမြင့်မားဆုံးဖြစ်နေပါတယ်။လူဦးရေ100မှာတနက်15လက်ဝန်းကျင်ရှိပါတယ်။ဥပဒေအရတော့တင်းကျပ်တယ်လို့ဆိုပေမဲ့တနက်ဝယ်ယူပိုင်ဆိုင်ခွင့်ရဖို့အတွက်ထ
ထိုင်းနိုင်ငံသားဖြစ်ရမယ်အသက်20ပြည့်ပြီးသူဖြစ်ရမယ်ပြစ်ဒဏ်မရှိသူနဲ့စိတ်ကျန်းမာရေးကောင်းမွန်ကြောင်းသက်သေပြနိုင်ရမယ်လို့ဆိုထားပါတယ်ဒါပေမဲ့လက်တွေ့မှာတရားမဝင်တနက်မှောင်ခိုဈေးကွက်နဲ့ online ကနေတဆင့်တနက်နဲ့ဆက်အစိပ်ပိုင်းတွေကိုဝယ်ယူရရှိနိုင်မှုကစိန်ခေါ်မှုကြီးတရက်လိုလည်းဖြစ်နေပါသေးတယ်ထိုင်းနိုင်ငံမှာတနက်ကိုလိုင်စင်2မျိုးခွဲခြားထားပါတယ်တနက်ပိုင်ဆိုင်ခွင့်လိုင်စင်နဲ့အများပြည်သူရှေ့တည်ဆောင်ခွင့်လိုင်စင်ဆိုပြီးတော့2မျိုးခွဲထားတာပါဥပဒေအရဆိုရင်အများပြည်သူရှေ့မှာတနက်တည်ဆောင်ခွင့်ကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားပြီးတော့တာမန်အရက်သားတွေအတွက်တည်ဆောင်ခွင့်လိုင်စင်ရဖို့ကတော်တော်လေးခက်ပါတယ်ဒါပေမဲ့တနက်ဝယ်ယူပိုင်ဆိုင်ခွင့်လျှောက်ထားခြင်းဟာထိုင်းနိုင်ငံမှာတော်တော်လေးကိုလွယ်ကူမြန်ဆန်ပါတယ်လုပ်ငန်းစဉ်တစ်ခုလုံးကရက်ပေါင်း90လက်မပိုဘဲနဲ့9ဘတ်သာကျတဲ့ပါတယ်ကလေးငယ်တွေတောက်တဲ့နိုဘူးတွေဘေးကင်းလုံခြုံမှုစစ်ဆေးခွင့်ပြုချက်ကရက်ပေါင်း250လောက်ပိုကျနေချိန်မှာတနက်ပိုင်ဆိုင်ခွင့်ကရက်ပေါင်း90နဲ့လွယ်လွယ်ကူကူကိုကိုင်ဆောင်ခွင့်ရနေပါတယ်လက်ရှိလိုင်စင်စနစ်မှာလျှောက်ထားသူရဲ့ခုနကပြောသလိုစိတ်ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာကြက်ခိုင်မှုစစ်ဆေးတဲ့စနစ်တွေရှိပေမဲ့အစိုးရဝန်ထမ်းတွေအတွက်ဈေးသက်သက်သာနဲ့တနက်ဝယ်ယူခွင့်ပေးတဲ့ Welfare Gun Program ညောင်းလဲတနက်ကိုင်ဆောင်မှုတွေကပိုများပြီးတော့တရားမဝင်မှောင်ခိုဈေးကွက်ကိုတနက်တွေပြန့်နှံ့စီစဉ်စေခဲ့ပါတယ်အခုဖြစ်သွားတဲ့ကလေးလေးရဲ့အဖိုးဟာအဲ့ဒီ Welfare Gun Program ကနေပြီးတော့တနက်ဝယ်ယူထားတာဖြစ်ပါတယ်သူဟာအရင်တုန်းကဘဏ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့တဲ့အငိမ့်သားဘဏ်ရာရှိတူလည်းဖြစ်ပါတယ်ဒါကြောင့်ဒီတနက်ကနေပြီးတော့ကလေးငယ်ဟာကျောင်းကိုတွားပြီးတော့အခုလိုဝမ်းနည်းစရာပြစ်ခတ်မှုတွေဖြစ်သွားခဲ့တာဖြစ်ပါတယ်ကဲအခုလိုမျိုးဖြစ်ရက်တွေဖြစ်မလာအောင်မိဘတွေအနေနဲ့ဘယ်လိုများတားဆီးကြပါမလဲအရင်ဆုံးတော့ကိုယ့်ကလေးကသူများကိုအနိုင်ကျင့်စော်ကားတဲ့ဘူလီတယောက်ဖြစ်မလာစေဖို့တွင်တင်ဆုံးမတာဟာကလေးကိုအနိုင်ကျင့်မခံရအောင်ကာကွယ်ပေးတာတဲ့မလျော့တဲ့အရေးပါမှုရှိတယ်လို့ဆိုပါတယ်ကလေးတယောက်ဟာအိမ်အောင်စုရဲ့ရောင်ပြန်ဟပ်မှုနေနဲ့ဖြစ်တာကြောင့်မိဘတွေဘက်ကအခုလိုနီးလန်းနေနဲ့စနစ်တကျပြုစုပြိုးထောင်စီယုံပေးရပါမယ်ပထမချက်ကတော့စာနာနားလေစိတ်ကိုငယ်စဉ်ကတည်းကပြိုးထောင်ပေးပါတဲ့မင်းသာသူ့နေရာမှာဆိုရင်ဘယ်လိုခံစားရမလဲဆိုတဲ့မိကုန်းကိုပုံမှန်မေးပေးပါတဲ့ကာတွန်းတွေရုပ်ရှင်တွေဒါမှမဟုတ်ပုံမြင်တွေကြည့်တဲ့အခါမှာဇက်ကောင်တွေရဲ့ခံစားချက်ဝမ်းနည်းနေသလားကြောက်ရွံ့နေသလားရှက်နေသလားဒါတွေကိုကလေးနဲ့အတူဆွေးနွေးပေးပါလို့ဆိုပါတယ်နောက်တစ်ခုကတော့ကွဲပြားခြားနားမှုတွေကိုလက်ခံတတ်အောင်သင်ကြားပေးပါတဲ့လူတိုင်းဟာပုံစံချင်းမတူကြဘူးမတူညီတာဟာလည်းအပြစ်မဟုတ်ဘူးဆိုတာကိုရှင်းပြရပါမယ်နောက်တစ်ခါရုပ်ရည်အရမိသားစုအခြေအနေအရနာမည်ပြောင်နေနဲ့လှောင်ပြောင်တာဟာလည်းစနောက်တာမျိုးမဟုတ်ပဲနဲ့သူများစိတ်ဒဏ်ရာရစေတဲ့အနိုင်ကျင့်မှုဖြစ်တယ်ဆိုတာကိုလည်းပြက်ပြက်သားသားသင်ပေးရမယ်လို့ဆိုပါတယ်နောက်တစ်ခါကလေးများစုဟာကိုယ့်ရဲ့ဒေါသဝမ်းနည်းမှုတွေနဲ့ဖိအားတွေကိုမထိန်ချုပ်နိုင်တဲ့အခါမှာအခြားသူတွေကိုအနိုင်ကျင့်ပြီးတော့ထွက်ပေါက်ရှာတတ်ကြပါတယ်အဲ့ဒီလိုကလေးတွေဒေါသထွက်တဲ့အခါဒါမှမဟုတ်စိတ်တူတဲ့အခါမှာတခြားသူတွေကိုရိုက်နှက်တာဆဲဆိုတာမပြုတ်ဘဲနဲ့စကားနဲ့အေးအေးဆေးဆေးငြိမ်ငြိမ်ပြောတတ်အောင်လေ့ကျင့်ပေးထားရပါမယ်တခါအားကစားပြုလုပ်တာစာရေးတာပကြီးဆွဲတာဒါမှမဟုတ်ဂီတနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ထွက်ပေါက်တွေကိုဖန်တီးပေးပါတဲ့နောက်တစ်ခါအိမ်တွင်းပတ်ဝန်းကျင်ကိုစံပြ role model ဖြစ်အောင်လဲဖန်တီးပေးတဲ့နယ်လို့ဆိုပါတယ်မိဘတွေအနေနဲ့အိမ်တွင်းမှာကလေးဒါမှမဟုတ်မိသားစုဝင်တွေအိမ်ပေါ်ဒါမှမဟုတ်တခြားသူတွေကိုအော်ဟောက်တာနှိမ့်ချပြောဆိုတာနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကိုမိဘတွေကိုယ်တိုင်ကမလုပ်မိပါစေနဲ့တဲ့အိမ်တွင်းမှာအကြမ်းဖက်မှုကြုံရတဲ့ကလေးဟာကျောင်းမှာလည်းတခြားသူကိုပြန်ပြီးတော့အနိုင်ကျင့်သူဖြစ်လာဖို့ရာဂိုင်နှုန်းတော်တော်လေးမြင့်မားတယ်လို့ထောက်ပြထားပါတယ်နောက်တစ်ခါ social media ဒါမှမဟုတ်ဂိမ်းတွေကစားတဲ့အခါမှာတခြားသူတွေကိုမကောင်းတဲ့ comment တွေရေးတာတို့ဓာတ်ပုံတွေကိုယူပြီးလှောင်ပြောင်းတာတို့အုပ်စုဖွဲ့ပြီးတော့ဝိုင်းပယ်တာတွေမပြုတ်လို့ဖို့အမြဲတမ်းသတိပေးပါလို့ပြောပါတယ်ပြင်ပမှာမပြောရတဲ့စကားမျိုးကို online ပေါ်မှာလည်းမရေးရဘူးဆိုတဲ့စီကံကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားပါလို့ပြောထားပါတယ်နောက်တစ်ခါကလေးကိုရောဘလို့စီယုံသိမ့်သွင်းညမလဲပေါ့အပြစ်တင်ပြောဆိုခြင်းတဲ့စာနာမှုကိုပြပါတဲ့ကိုယ်ကလေးကတခြားသူကိုအနိုင်ကျင့်ခဲ့တယ်ဆိုတာကိုကြားရရင်ချက်ချင်းရိုက်နှက်ဆဲဆိုတာတွေအပြစ်တင်တာတွေမလုပ်ပါနဲ့အောင်
မင်းဘာလို့ဒီလိုလုပ်ခဲ့တာလဲမင်းမှာဘာအခက်ခဲရှိသလဲဆိုတာကိုအေးဆေးဆေးအရင်မေးမြန်းပါပြီးတော့သူ့ရဲ့စနောက်တာဒါမှမဟုတ်အနိုင်ကျင့်တာကြောင့်တစ်ဖက်ကလေးဘယ်လောက်ထိထိခိုက်သွားတယ်ဆိုတာသဘောပေါက်အောင်ပြောပြီးတော့အနိုင်ကျင့်ခံရတဲ့သူကိုတောင်းပန်ခိုင်းတာနဲ့ပြုပြင်ပြောင်းလဲကြောင်းပြသခိုင်းတာမျိုးလုပ်ပါတဲ့နောက်တစ်ခါကလေးကအိမ်မှာလုံခြုံမှုနဲ့ချစ်ချင်းမြတ်တာအပြည့်အဝရရှိနေရင်အခြားသူတွေကိုအနိုင်ကျင့်ပြီးတော့အာယုံစိုက်မှုရှာဖို့လိုအပ်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်စနစ်ကြတဲ့မြတ်တာလမ်းညွှန်မှုနဲ့စီကံတွေနဲ့ပြိုးထောင်ခြင်းဟာကလေးကသူတစ်ပါးကိုစာနာတတ်တာတို့တီးခံတတ်တဲ့လူငယ်တူဖြစ်လာဖို့အကောင်းဆုံးစီယုံခြင်းဖြစ်တယ်လို့ဆိုပါတယ်အခုပြောပြသွားခဲ့တဲ့အကြောင်းအရာတွေကတော့ကိုယ်ကလေးကနေသူတစ်ပါးကလေးငယ်တွေကိုဘူလီမလုပ်ဖို့မိဘတွေအနေနဲ့ကြင်ကြံပေးရမယ်အချက်လက်တွေကိုပြောပြသွားတာဖြစ်ပါတယ်ဒီတစ်ခါမှာမိဘတွေကကိုယ်ကလေးကိုသူများကနေဘူလီလုပ်တာမျိုးမခံရအောင်ဘာတွေဂရုစိုက်တင်လဲဘလို့ကာကွယ်ပေးမလဲဆိုတာမျိုးကိုပြောပြပေးချင်ပါတယ်ဒီလိုအခြေအနေမှာမိဘတွေအနေနဲ့ကဘာတွေပံ့ပိုးတင်တယ်လဲဆိုရင်နေ့စဉ်စကားပြောဆိုပါတဲ့ဥမာဒီနေ့ကျောင်းမှာဘာတွေဖြစ်ခဲ့လဲဆိုတာမျိုးကိုဖိအားမပေးဘဲနဲ့ပုံမှန်မေးမြန်းပေးပါနောက်တစ်ခါသတိထားစရာလက္ခဏာတွေကိုစောင့်ကြည့်ပါတဲ့ကျောင်းမသွားခြင်းတာတို့အစားအသောက်ပြတ်နေတာတို့အိတ်မပြောတာတို့ကလေးကနောက်တစ်ခါအဝတ်အစားတွေပြဲရဆုပ်ရတွေပါလာတာတို့ပစ္စည်းတွေမကြာခဏပျောက်နေတယ်ဆိုရင်ဒါတွေကိုနည်းနည်းလေးလေ့လာဆန်းစစ်ဖို့လိုပါတယ်ဘာလို့ပုံမှန်မဟုတ်ပဲအခုလိုဖြစ်နေသလဲပေါ့နောက်တစ်ခါကလေးကအနိုင်ကျင့်ခံလာရတယ်လို့လာပြောလို့ရှိရင်အပြစ်မတင်ပါနဲ့မင်းဘက်ကအမြဲတမ်းရှိတယ်သားတို့သမီးတို့ဘက်ကအဖေအမေရှိတယ်ဆိုတာမျိုးကိုသိပါစေတဲ့အခုဖြစ်သွားတဲ့ကိစ္စမှာဆိုရင်ဒါ online ပေါ်ကအချက်လက်တွေရဒီကလေးဟာသူ့အမေကိုသူ့အနိုင်ကျင့်ခံရတယ်ဆိုတာကို message ပို့ပြီးပြောပေမဲ့သူ့အမေကလုံးဝဂရုမစိုက်ခဲ့တဲ့ပုံစံမျိုးတွေ online ပေါ်မှာတော့တွေ့နေရပါတယ်ဒါပေမဲ့ဒါကအတိအကျဟုတ်မဟုတ်ဆိုတာတော့မသိရသေးပါဘူးနောက်တစ်ခါအရေးကြီးဆုံးကတော့အိမ်တွင်းလက်နက်တွေကိုလုံလုံခြုံခြုံသိမ်းဆည်းပါတဲ့ကိုယ့်အိမ်မှာတနက်ဒါမှမဟုတ်ဓာလိုမျိုးကလေးတွေအတွက်အန္တရာယ်ရှိတဲ့လက်နက်တွေကိုလုံးဝမကင်နိုင်တဲ့တစ်တာတွေ box တွေနဲ့လုံလုံခြုံခြုံသိမ်းဆည်းထားပါလို့ပြောပြထားပါတယ်ဒီနေရာမှာနောက်ထပ်အရေးကြီးတာကစာသင်ကျောင်းရဲ့အပိုင်းလဲပါပါတယ်ဆရာဆရာမတွေရဲ့အခန်းကဏ္ဍဟာတော်တော်လေးကိုဒီနေရာမှာပူးပေါင်းပါဝင်မှုလိုနေပါတယ်ဆရာတွေအနေနဲ့ကလည်းအနိုင်ကျင့်မှုတွေကိုကလေးကစားစရာလိုပေါ့ပေါ့တန်တန်မတွေးပဲနဲ့စနစ်တကျစောင့်ကြည့်တားဆီးရမှာပါကျောင်းတွေမှာလည်းကျောင်းသားတွေကမိမိတို့အနိုင်ကျင့်ခံရမှုကိုလျှို့ဝှက်စွာတိုင်ကြားနိုင်မှု online worry box လို့ဒါမှမဟုတ် QR code တိုင်ကြားမှုစနစ်တွေနဲ့စနစ်တကျထားရှိပေးရမယ်လို့ဆိုပါတယ်နောက်တစ်ခါစာသင်ခန်းပြင်ပကစားကွင်းတန်စင်ခန်းကန်တင်စတဲ့နေရာတွေမှာလည်းပုံမှန်စောင့်ကြည့်ဖို့လိုအပ်လာပါတယ်ထိုင်းနိုင်ငံမှာတီးခြားဘူလီတီးတဲ့ဥပဒေဆိုပြီးတော့မရှိပေမဲ့လည်းကျန်းမာရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနနဲ့စိတ်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီးတော့ကျောင်းတွင်းမှာဘူလီကာကွယ်ရေးလမ်းညွှန်ချက်တွေကာကွယ်ရေးအစီအမံတွေလည်းထုတ်ပြန်ထားပါတယ်ဒါအပြင်ရုပ်ပိုင်းဆိုင်ရာနာကျင်အောင်လုပ်တာဒါမှမဟုတ် online ကနေအသေးဖြတ်ခြင်းတွေကိုလည်းရာဇသက်ကြီးဥပဒေနဲ့ကွန်ပျူတာနည်းပညာဆိုင်ရာဥပဒေတွေနဲ့အရေးယူဆောင်ရွက်နိုင်တယ်လို့ဆိုထားပါတယ်လက်ရှိပြစ်ခတ်မှုရဲ့နောက်ဆုံးအခြေအနေအရတော့ကျောင်းကိုပိတ်သိမ်းထားပြီးတော့ဩဂုတ်10ရက်ကနေ14ရက်နေ့ထိပြင်ပတင်ကြားမှုတွေရပ်ဆိုင်းထားတယ်လို့ဆိုပါတယ်နောက်တစ်ခါကျောင်းသားတွေနဲ့ဆရာတွေအတွက်စိတ်ကျန်းမာရေးဆိုင်ရာအကူအညီတွေလည်းပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်းဒီဖြစ်စဉ်နဲ့ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာလက်နက်ကင်ဆောင်ခွင့်ဆိုင်ရာဥပဒေတွေကိုပုံမတင်းကျပ်မယ်လို့ဆိုထားပြီးတော့တာဝန်ထမ်းဆောင်နေတဲ့အစိုးရဝန်ထမ်းတွေကလွဲပြီးအများပြည်သူတနက်ယူဆောင်သွားလာခွင့်တွေကိုပိတ်ပင်မဲ့ဥပဒေတရက်ကိုအဆိုပြုသွားမယ်လို့ထုတ်ပြန်ထားပါတယ်ဒါပေမဲ့ဝေဖန်ထောက်ပြသူတွေကတော့ကျောင်းပညာရေးစနစ်ကိုလည်းပြုပြင်ပြောင်းလဲဖို့လိုပြီးတော့တနက်ကင်ဆောင်ခွင့်ဥပဒေတစ်ခုတည်းနဲ့မလုံလောက်ဘူးလို့လည်းထောက်ပြနေကြပါတယ်သောရရှင်များခင်ဗျာကျောင်းတွင်ပြစ်ခတ်မှုနဲ့အကြမ်းဖက်မှုတွေဟာတဦးချင်းစီရဲ့ရာဇဝတ်မှုတသက်တော်မဟုတ်ပါဘူးဒါဟာလူဖွဲ့စည်းရဲ့ဖွဲ့စည်းပုံပျက်စီးယိုယွင်းတာပညာရေးစနစ်ရဲ့ဖိအားတွေနဲ့ရော်ရဲတဲ့ဥပဒေတွေရဲ့စုပေါင်းရလဒ်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကလေးငယ်တွေကိုတာမန်စာချက်စက်ရုပ်တွေလိုမဟုတ်ဘဲနဲ့တူးနဲ့တူးစာနာနားလည်တတ်ပြီးတော့စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်တဲ့လူသားတွေဖြစ်ပြုစုပြိုးထောင်နိုင်မှပဲနောက်အနာဂတ်မှာအခုလိုသွေးစွန်းတဲ့ဖြစ်ရက်တွေထပ်မံမပေါ်ပေါက်နိုင်အောင်တားဆီးနိုင်မှာဖြစ်ပါတယ်ဒီနေ့နားဆင်ပေးခဲ့ကြတဲ့သောရရှင်တယောက်စီတိုင်းကျမ်းမာဘေးကင်းကြပါစေ
ကလေးငယ်တွေနဲ့ကျောင်းသားကျောင်းသူတွေအားလုံးလည်းအနိုင်ကျင့်စော်ကားခံရခြင်းမှကင်းဝေးကြပါစေခင်ဗျာ